God is good all the time. in all the time. God is good. ရောက်တဲ့စီဖျားရှင်ကောင်းချီးပေးပါစေ Amen. ဖျားရှင်ရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်တို့များကြွေးကြော်နေတယ်ဖျားရဲ့ကောင်းမြတ်ခြင်းကိုပို့ပြီးတော့ကျွန်တော်တို့ခံစားရမှာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်တာဖြစ်တယ်ကျွန်တော်အရင်ကျေးဇူးတင်တယ်ပေါ့နော်ခုလိုမျိုးမထက်မတာဘဲနဲ့ဒီမှာဝင်ငှားရတော့အခွင့်ဆရာဆန်ကကျွန်တော်ပေးတာဖြစ်တယ်ဆရာဆန်တဲ့ကော်မတီပေါ့နော်တက်ဆိုင်တို့ရောက်တိုင်းစီပေါ့နော်အချိန်တိုင်းပြီးတဲ့အတွက်ကြောင့်အရင်ကျေးဇူးတင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒီကနေ့ကတကယ်ကို great day လို့လည်းပြောကြတယ် great Friday လို့လည်းပြောကြတယ် good Friday လို့လည်းပြောကြတယ်ပေါ့နော် Holy Friday လို့လည်းပြောကြတယ်ဒီမှာကျွန်တော်တို့ရေးတာက good Friday ဖြစ်တယ်ပေါ့နော်ကျွန်တော်အနေနဲ့စကားအနှံကြားရအောင်ဆုတောင်းကြရအောင်ကိုရောကျေးဇူးတင်တဲ့နာမတော်ချီးမွမ်းပါတယ်ကိုလိုမျိုးအချိန်တိုင်းခွင့်ခါပေးတဲ့အတွက်ကြောင့်နာမတော်ချီးမွမ်းပါတယ်ဒီမှာရောက်ရှိကြသောကိုရဲ့သားသမီးအရောက်တိုင်းစီဟာတကယ်ပဲကိုရောဖောက်ပြတဲ့ခင်သူရဲ့နှလုံးတကားများဖွင့်လျက်ကိုရဲ့ကဲတင်ချင်းကျေးဇူးတရားတိဖို့အလို့ငါနားလည်းနိုင်ဖို့အလို့ငါကဲတင်ချင်းတို့ရောက်ဖို့အလို့ငါကိုရောကောင်းချီးပြီးတော်မူပါနားပြဖို့ဆောင်တော်မူပါတာရဲ့နှုတ်ရှာဆက်ကိုရောအသုံးပြတော်မူပါပြောအပ်သောစကားများတာလည်းကိုရောပြောခွင့်ပေးတော်မူပါယေရှုနာမတော်ဖြင့်ဆုတောင်းစကားအနံ့ကြောင့်ပဲဖောက်ပြတဲ့ခင်အာမင်ဒီကနေ့ကကျွန်တော်တို့ယုံကြည်သူတွေကဘာပေါ်မှာရှိတဲ့ခရိယန်တိုင်းကျင်းပတဲ့အချိန်အခါဖြစ်ပါတယ်။ဆိုတော့ Good Friday ပေါ့နော်။ Good Friday လို့ကျွန်တော်တို့ပြောတဲ့အခါမှာမြန်မာလူကဲဘာသာပြန်ကြည့်ရအောင် GOD good ကပါလဲ။ကောင်းသော Friday ကတောက်ကြနေ့။ကောင်းသောတောက်ကြနေ့မှာနော်ပြောမယ်ဆိုတော့ဘာဖြစ်လို့ကောင်းသောတောက်ကြနေ့လို့ပြောကြတာလဲ။တကယ်ဆိုရင်ဒီကနေ့ဟာတော်တော်များများဝန်းနေနေတဲ့အချိန်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဝန်းနေချီရဲ့အကျိုးရလတ်ဆိုတာရှိတာဖြစ်တယ်ဝန်းနေတယ်ဆိုတာကသခင်ယေရှုအတိခံတဲ့နေ့ဖြစ်ပါတယ်ဆိုတော့တစ်ဖက်ကနေ Good Friday လို့ပြောတဲ့အခါမှာမမှန်တယ်လို့ဖြစ်ပြီးမဲ့အဲ့ဒီသခင်ယေရှုရဲ့အတိခံခြင်းရဲ့နောက်ွယ်မှာပါရှိတယ်သခင်ယေရှုတည်ခြင်းအားဖြင့်အတိခံခြင်းအားဖြင့်လူသားမျိုးတွေကယ်တင်ခြင်းရတာဖြစ်တယ်အာမင်တခင်ယေရှုတည်ခံခြင်းအဖြစ်ဘုရားရဲ့မြတ်တာကိုကျွန်တော်တို့ကရရှိခံစားတာဖြစ်တယ်အာမင်ပြီးတော့ကျွန်တော်တို့ရွေးလို့ကယ်တင်ခြင်းကိုလည်းကျွန်တော်တို့ရရှိခံစားတာဖြစ်တယ်နားလည်တဲ့ဘုရားနဲ့ရှင်ဖျားရှင်ကောင်းချီးပေးပါစေအာမင်ကျွန်တော်ပြင်ဆင်ထားတဲ့အရာကတော့ကျွန်တော်ကောင်းစဉ်၃ခုအနေနဲ့ကျွန်တော်ပြင်ဆင်ထားတာဖြစ်ပါတယ်နံပါတ်1ကတော့တခင်ယေရှုရဲ့အသွေးတော်ဖြစ်တယ်တခင်ယေရှုရဲ့အသွေးတော်နံပါတ်2ကတော့တခင်ယေရှုရဲ့ဒဏ်ချက်တော်နံပါတ်3ကတော့တခင်ယေရှုအပြေခံခြင်းဒီ3ခုနဲ့ကျွန်တော်ပေါ်ပေးချင်တာဖြစ်တယ်နံပါတ်1ကတခင်ယေရှုဗါလဲအသွေးတော်ဆိုတော့အသွေးတော်ကဘယ်လောက်ထိတကူရှိတဲ့အကြောင်းကိုကျမ်းစာကအများကြီးဖော်ပြထားတာဖြစ်တယ်ဆိုတော့ကျွန်တော်ကြောက်ပိုက်ဖတ်ချင်ပါတယ်ဒီဘက်အခန်းကြီးကိုအငယ်20ပညတ်တရားအတိုင်းခတ်သိမ်းသောအရာတို့ကိုကုံမတက်အသွေးအားဖြင့်စင်ကြယ်စီ၍အသွေးမသွန်လောင်းပဲအပြစ်လွတ်ခြင်းမရှိတဲ့အဓိကတော့အသွေးမသွန်လောင်းပဲအပြစ်လွတ်ခြင်းမရှိတဲ့တော်တော်လေးလေးနဲ့သွားတာနော်အပြစ်လွတ်ခြင်းဆိုတာအသွေးနဲ့အသက်ဆိုင်တဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသွေးလို့ပြောတဲ့အခါမှာသခင်ယေရှုလောကကားတိုင်းပေါ်မှာသူ့ရဲ့နဗီကနေထိုးချင်းခံတဲ့အခါမှာဘာထွက်တာလဲအသွေးနဲ့ရေထွက်တာဖြစ်တယ်ရေကဘာကိုပေါ်ဆောင်မလဲဟောလီတန်ရှင်တော်သူအပြစ်ကင်းတော်သွေးကမေတ္တာတစ္ဆာဂရိတော်ကိုပုံပေါ်ထားတာဖြစ်တယ်တစ္ဆာဂရိတော်အသွေးမှာကြည်တယ်အဲ့ဒါကြောင့်တယောက်နဲ့တယောက်သွေးတောက်ငေကိုလှုပ်ကြတယ်နော်သွေးတောက်ငေကိုလှုပ်ကြတယ်ကျွန်တော်တို့ကဘာပေါ်မှာလည်းအများကြီးပါပဲသွေးတောက်ငေကိုတွေဖွဲ့ကြတယ်ဒါကသွေးတောက်ပြီးမှအဲ့ဒီသွေးပေါ်မှာတစ္ဆာဂရိရှိတယ်အသက်ရှိတယ်ဆိုပြီးတော့သူတို့ခံယူလာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အတိတ်ကနေလွတ်မြောက်ဖို့ရန်တက်အသွေးမသွန်လောင်းပဲအပြစ်လွတ်ခြင်းမရှိဘူးအသွေးသွန်းကိုသွန်လောင်းရမယ်ဆိုတဲ့အခါမှာဒီကနေ့သခင်ယေရှုကကျွန်တော်တို့အတွက်အသွေးသွန်လောင်းတာဖြစ်တယ်โอเคပုံလေးပြပေးပါကျွန်တော်ရှင်
အခန်းကြီးတဲ့ငယ်ခွန်ယေရှုခရစ်အသွေးတော်ဒီငါတို့အပြစ်ရှိသမျှတို့ကိုစီးကြောတော်မူ၏တဲ့โอเคနည်းနည်းဒီမှာကျွန်တော်တို့တွေ့တယ်သူ့ရဲ့နဘေးနဘေးလို့ပြောရမှာသွားထိုးလိုက်တဲ့အခါမှာရည်နဲ့တွေးထွက်တာဖြစ်တယ်ခုနကကျွန်တော်ပြောပြရရဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်ပြုစုထားတဲ့ဟာကဘာလဲဆိုတော့သခင်ယေရှုရဲ့အသွေးတော်ရဲ့လှုပ်ဆောင်ချက်အများကြီးရှိတယ်သူ့တော်ညာလည်းပဲဒီမှာပေါ်ပြထားတာခုနမျိုးနဲ့ပေါ်ပြထားတာဖြစ်တယ်နံပါတ်1ကဘာလဲဆိုတော့အပြစ်လွတ်ခြင်းသခင်ယေရှုအသွေးသွင်းခြင်းအဖြစ်ကျွန်တော်တို့ကအပြစ်လွတ်ခြင်းခံရတဲ့သူတွေဖြစ်တယ်နံပါတ်2ကတော့ဘာလဲဆိုတော့စီကြောပေးခြင်းကျွန်တော်တို့အပြစ်တွေကိုသူ့ရဲ့အသွေးကကျွန်တော်တို့ကိုစီကြောပေးတာဖြစ်တယ်နံပါတ်3ရွေးနှုတ်ကယ်တင်ခြင်းအပြစ်ထဲကနေလည်းကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်တာဖြစ်တယ်ပြီးတော့နံပါတ်4ဖြုတ်မှတ်ခြင်းတန်ရှင်းစင်ကြယ်ခြင်းငြိမ်သက်ခြင်းဇဂတ်ပလင်ကိုဝေရောက်ခွင့်ရရှိခြင်းဆိုတော့ဒီအားဖြင့်ကျွန်တော်တို့တခင်ယေရှုရဲ့အသွေးတော်တကူဆိုတာကျွန်တော်တို့တွေ့နေနိုင်တာဖြစ်တယ်ဆိုတော့အသွေးမသွန်းလောင်းပဲနဲ့အပြစ်လွတ်ခြင်းမရှိဆိုတာကဘယ်လိုလဲဆိုတော့စိတ်ခေတုံးကနော်ဣသရေလတွေသူတို့ကကောင်းတဲ့နေရာရောက်ဖို့ရန်အတွက်အပြစ်ကိုဖြေလို့ဖို့ရန်အတွက်မလုပ်တယ်လဲဆိုတော့တိရစ္ဆာန်ရဲ့အသွေးကိုသူတို့ကတိရစ္ဆာန်ရဲ့အသွေးကိုတော့အားကိုးနေကြတယ်အဲ့ဒီတိရစ္ဆာန်ကဘောကသိုးတငယ်ရဲ့အသွေးသိုးတငယ်ကိုစစ်ပူဇော်ပြီးမှသူ့ရဲ့အသွေးကိုကျွန်တော်တို့အပြစ်တွေပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲခါလုံးလိုက်လူသားတွေရဲ့အပြစ်ကိုတိရစ္ဆာန်ရဲ့အသွေးအားဖြင့်သူတို့ကစီကြောလိုက်တယ်ဘုရားခင်ရဲ့ရှိမှထူသူဟာဖြော့မှတ်တော်သူဖြစ်သွားတယ်အပြစ်နဲ့ကင်းစင်တော်သူဖြစ်သွားတယ်ဒါကဘုရားသခင်ကအသွေးသွန်းလောင်းခိုင်းတာဖြစ်တယ်ကျွန်တော်တို့ကြည့်တဲ့အခါမှာဣသရေလတွေသူတို့လွတ်မြောက်ဖို့ရန်အတွက်တူလွတ်မြောက်ဖို့ရန်အတွက်ဘုရားကပြောထားတယ်အသွေးမသွန်းလောင်းရင်တူကိုအကုန်လုံးစီမဲဆိုပြီးတော့ပြောလိုက်တဲ့အခါမှာသူတို့ရဲ့တကားဝမှာသူ့ရဲ့အသွေးကိုသူတို့ကတုတ်ထားတာဖြစ်တယ်အဲ့ဒီသူ့ရဲ့အသွေးရှိတဲ့နေရာမှာဒါကတကူဘုရားရဲ့တကူကကြော်သွားတယ်ပေါ့နော်အဲ့လိုကအသွေးမသွန်းလောင်းတဲ့နေရာမှာကတော့သူတို့ရဲ့တအုပ်ကနော်စီရင်ချင်းခံရတာဖြစ်တယ်။တော့ပြောချင်တာကဘာလဲဆိုတော့အသွေးအားဖြင့်လွတ်မြောက်ခြင်းရတယ်။ဒါကြောင့်တိရစ္ဆာန်ရဲ့အသွေးအားဖြင့်လည်းသူတို့လွတ်မြောက်ခြင်းရတာဖြစ်တယ်။တနေ့မှာတစ်ချိန်ပဲလုပ်ရတာဖြစ်တယ်။ဆိုတော့လူသားတွေကများလာတော့ကျွန်တော်တို့ကလုပ်နိုင်သလားမလုပ်နိုင်တော့ဘူး။နော်ငွေကြီးကျွန်တော်မြန်မာလိုပြောမယ်ဆိုရင်တော့ကုသိုလ်လုပ်တာပေါ့နော်။ကုသိုလ်လုပ်ခြင်းအားဖြင့်ကျွန်တော်တို့ကကောင်းမှုကုသိုလ်ကျွန်တော်တို့ရနေတာဖြစ်တယ်။ဒါကျွန်တော်တို့ပိုက်ဆံမရှိဘူးအကောင်လည်းကျွန်တော်မဝယ်နိုင်ဘူး။ဘုရားကကောင်းကောင်းသိတဲ့အခါမှာသခင်ယေရှုကိုကျွန်တော်တို့အတွက်တက်စာအတွက်တခါလောက်တာနဲ့တက်စာအတွက်ဘုရားကကျွန်တော်တို့ကိုပြင်ဆင်ပေးတာဖြစ်တယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့လောကလူသားကိုဘုရားကအလွန်ချစ်တဲ့အတွက်ကြောင့်သူ့ရဲ့တပါးနေတော့တာဒါတော့ကျွန်တော်တို့အတွက်ပေးတာဖြစ်တယ်။နားလည်တဲ့ဖျော်တဲ့ရှင်ဖျားရှင်ကောင်းကြည့်ပြီးပါစေ။ Okay ဆိုတော့နံပါတ်1ယေရှုရဲ့တန်ချက်တော်အားဖြင့်ဆိုတော့ယေရှုတန်ချက်တော်အားဖြင့်ကျွန်တော်တို့ဘာရတယ်လဲယေရှာယအခန်းကြီး53အငယ်9ထဲမှာကျွန်တော်တို့တွေ့မြင်နိုင်တယ် Okay ကျွန်တော်ကြားစာဖတ်မယ်ထိုသူဒီငါတို့လူကျိုးချက်အဖြစ်များကြောင့်နာကျင်စွာထိုးခြင်းနှိမ့်ဆက်ခြင်းကိုခံရလေငါတို့၏ငြိမ်သက်ခြင်းချမ်းသာခြင်းကိုဖြစ်စီသောဆုံးမခြင်းသည်သူ့အပေါ်သို့ရောက်၍ဒုက္ခရသောဒဏ်ချက်အားဖြင့်ငါတို့သည်အနာရောဂါပျော်လဲရှိကြ၏ဘယ်လောက်ချီကောင်းမလဲနော်သခင်ယေရှုရဲ့ဒဏ်ချက်တော်အားဖြင့်ဒါကတော့သခင်ယေရှုမမွေးဖွားခင်မှာလူစားတိမခံယူခင်ကလေးကရှင်းနေပြီလားရာဖြစ်တယ်သခင်ယေရှုရဲ့တက်တော်စီနဲ့ကျွန်တော်တို့ကြည့်တဲ့အခါမှာနှစ်900 600လောက်ကွာဟနေတာဖြစ်တယ်ဒါပေမဲ့ယေရှာယက prophet ပြုတ်ထားတာဖြစ်တယ်ကြိုတင်ပြီးတော့ပြောထားတာဖြစ်တယ်ဒါကြောင့်တစ်ခါတလေတော့ကျွန်တော်တို့သခင်ယေရှုရဲ့အကြောင်းကိုမယုံမရှိနဲ့လို့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့သူမဖွားမိခင်ကလေးကနေဓမ္မဟောင်းထဲမှာနှစ်900 600မတိုင်ခင်ကလေးကနေသခင်ယေရှုရဲ့အကြောင်းကိုကျမ်းစာကပြောထားတာဖြစ်တယ်ပြောပြချက်ရဲ့အကုန်လုံးပြည့်စုံတာဖြစ်တယ်နားလည်ဖို့ပြရှိကောင်းကြည့်ပါစေသခင်ယေရှုရဲ့တာချက်တော်အဖြစ်ကျွန်တော်တို့ကအနာရောဂါပြောလို့ရှိတယ်ကျွန်တော်တို့ဟို28မှာဒီတော့ဆရာဆန်တင်ခဏပြောတဲ့အရာပေါ့နော်သခင်ယေရှုကအကျိန်ပေါင်း Google ထဲမှာလည်းရှာလို့ရတယ်နော်39ချိန်ရိုက်တယ်လို့
နော်ဘယ်ထဲမှာကျွန်တော်တွေ့မြင်နိုင်တယ်ဆိုတော့ယောဂစုစုပေါင်းလဲယောဂကြီးနော်စုစုပေါင်းလဲ30နဲ့9မျိုးရှိတယ်အဲကျွန်တော်မြန်မာကြတော့96ပါယောဂနော်အတိပွားလေးတွေပါတာဖြစ်တယ်ပေါ့နော်ပြောတယ်ဆိုတော့ယောဂပေါင်းကအများကြီးပဲဆိုတော့တခင်ယေရှုခံရတဲ့အချက်ပေါင်း39ချက်ကကျွန်တော်တို့ကဘာပေါ်မှာရှိတဲ့ယောဂစုစုပေါင်း39ခုအကုန်လုံးကိုဖြည့်ဖြောက်ပေးတာဖြစ်တယ်ကျွန်တော်တို့ကြည့်တဲ့အခါမှာနော်သူရဲ့ပုံနော်တစ်ချက်တော့သူရိုက်တဲ့ချက်ပေါ်ရှိတယ်နော်သူကတစ်ခါရိုက်တဲ့အခါမှာအဲ့ဒီဒီယာဒါနဲ့ရိုက်ပြီးတော့သူကအသားထဲမှာဝင်သွားတာဖြစ်တယ်ဝင်ပြီးတော့ဆွဲထုတ်တဲ့အခါမှာအသားစတွေနဲ့ပါလာတာဖြစ်တယ်ဒီလိုမျိုးချက်ပေါ်နဲ့ရိုက်ချင်းချိုးဖက်ချင်းခံရတာဖြစ်တယ်ပြီးတော့သူကကောင်းမှဆောင်းတဲ့သိုးတော်ဖူလို့ပြောရမှာနော်သိုးပြတယ်ပြီးတော့လက်မှာလည်းတံမူရဲ့ချင်းခံရတယ်ချင်းဘွားမှာလည်းတံမူရဲ့ချင်းခံရတာဖြစ်တယ်ဒီတန်ချက်တော်ကကျွန်တော်တို့အတွက်သတင်းကောင်းကတော့အနာယောဂပြုတ်ဖို့ဖြစ်တယ်အာမင်ဒါတော့ကျွန်တော်တို့ယေရှုရဲ့တန်ချက်တော်အဖြစ်ကျွန်တော်ဒီကျမ်းမာတော်သူဖြစ်ပြီးယေရှုရဲ့တန်ချက်တော်အဖြစ်ကျွန်တော်ဒီကျမ်းမာတော်သူဖြစ်ပြီးဆိုပြီးတော့ကျွန်တော်တို့ဝန်ခံဖို့ဖြစ်တယ်ဝန်ခံတော်သူရောက်တိုင်းစီဝန်ခံတဲ့အတိုင်းပဲဘုရားကကျမ်းမာခြင်းပေးမှာဖြစ်တယ်နားလည်ပြီးရတဲ့ချင်းဖြတ်ရှင်ကောင်းကြီးပြပါစေအာမင်โอเคနံပါတ်3အနေနဲ့တခင်ယေရှုအတီးခံခြင်းတခင်ယေရှုရဲ့အတီးခံခြင်းပေါ့နော်ခုနကကျွန်တော်ကသူ့ရဲ့တန်ချစ်တော်ပြီးတော့အတီးခံခြင်းတခင်ယေရှုရဲ့အတီးခံခြင်းအဖြစ်ဘယ်လိုမျိုးဖြစ်သွားတယ်လဲဆိုရအောင်ကျွန်တော်တို့လေ့လာဖို့ရှိတယ်ပေါ့နော်။ဒါဖြစ်တဲ့အခါမှာခုနကျွန်တော်တို့အပြစ်တရားဤအခါကတည်ခြင်းပရိသေတဲ့။ဒါကြောင့်အပြစ်သားဆိုတာဒီကိုတည်ရမှာဖြစ်တယ်။တည်ခြင်းအဖြစ်အောင်မြင်ခြင်းရရှိတာဖြစ်တယ်။ပြီးတော့ယောမအခန်းကြီးကအငယ်8:90ကျွန်တော်တို့တစ်ချက်တော့ဖတ်ကြရအောင်။ခန်းကြီးက8:90ငါတို့ဒီအပြစ်သိရှင်ပဲခရစ်တော်ဒီငါတို့အတွက်ကြောင့်အတိခံတော်မူသည်ဖြစ်၍ဘုရားသခင်ဒီငါတို့ကိုအပေမြောက်တော့ချစ်တော်မူသည်ကိုငါတို့အထင်ရှားစွာကြတော်မူ၏သူပြည်ရဲ့ခုနဲ့အတွင်းတော်အဖြစ်ဖြောက်ပတ်ရာသို့ရောက်ပြီးမှသူတကယ်အဖြစ်အတိငရဲမှကဲချွတ်တော်မူခြင်းတို့ရောက်အကြောင်းမူကားရန်သူဖြစ်လိုက်တဲ့ဘုရားသခင်ဒါတော်အတိခံတော်မူခြင်းအဖြစ်ငါတို့ဒီဘုရားသခင်နဲ့မိတ္တာရဖွဲ့ခြင်းကျေးဇူးတော်ကိုခံရဒီမှာနဲ့မိတ္တာရဖွဲ့ပြီးမှအသက်တော်အဖြစ်ကဲတော်မူခြင်းတို့ရောက်ပြီလို့ဒါရည်မြော်လက်ဆရာရှိဒီချက်ပိုင်းနားလည်းဘုရားရဲ့ရှင်ဖျားရှင်ကောင်းချီးပြီးပါစေကျွန်တော်3ခုပေါ်လာတာပြောပြချင်တာဖြစ်တယ်ပြီးတော့သခင်ယေရှုကတော့ကျွန်တော်တို့လူသားတွေဘယ်လိုဖြစ်တယ်ဆိုတော့ကောင်းကောင်းသိတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်ခံရတာဖြစ်တယ်။ဘာခံရတာလဲငင်းပယ်ခြင်းနော်ပြီးတော့ကသူ့ကိုငင်းပယ်တယ်သူ့ရဲ့တပည့်တွေကလည်းသူ့ကိုငင်းပယ်တာဖြစ်တယ်။ဒါကျွန်တော်တို့ကယုံကြည်သူသခင်ယေရှုကိုယုံကြည်နောက်လိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းငင်းပယ်ခြင်းကိုခံရတဲ့အချိန်အများကြီးရှိတယ်နော်။ကျွန်တော်တို့ခံရမယ့်အရာတွေခံခဲ့တဲ့အရာတွေသခင်ယေရှုအကုန်လုံးခံခဲ့တဲ့အရာတွေဖြစ်တယ်။အထီးကျခြင်းလည်းသူခံခဲ့တာ။ဆက်ထွေးထွေးချင်းငင်းပယ်နေစေခြင်းအတားချုပ်ဖဲခြင်းနော်ရိုက်နေခြင်းငင်းပယ်ခြင်းအမျိုးမျိုးတို့ခံရတာဖြစ်တယ်ကျွန်တော်တို့တခါတလေဝန်းနေတဲ့အခါမှာသူများငင်းပယ်ခြင်းခံရတဲ့အချိန်မှာတချို့လူတွေကတော့ငင်းပယ်ခြင်းမခံရရင်တော့မှငင်းပယ်ခြင်းခံရတယ်လို့ခံစားရတဲ့သူတွေရှိတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကသခင်ယေရှုကိုကြည်ကြရအောင်လို့ကျွန်တော်ပြောချင်တယ်ကျွန်တော်အထင်းကျန်နေတဲ့အချိန်မှာသခင်ယေရှုကိုကြည်ကြရအောင်သူ့ရဲ့ဖခမဲတော်ကိုယ်တိုင်တော်မှငင်းပယ်တာဖြစ်တယ်နော်သူရဲ့စကားတော်နဲ့ကျွန်တော်တို့ကြားသိရမှာဖြစ်တယ်ဆိုတော့သခင်ယေရှုရဲ့စကားတော်သူမတီခင်လေးမှာပြောလိုက်တဲ့စကား9မျိုးရှိတယ်ဆိုတော့တရားလေးကိုကျွန်တော်တို့ကြည့်ကြရအောင်လုကာ23:34အဲ့ဒါလေးကိုတစ်ချက်လောက်ဒီထဲမှာကျွန်တော်တို့ဘယ်လိုမျိုးနဲ့တွေ့နေနိုင်တယ်လဲဆိုတော့ယန်သူခွန်းလွတ်ခြင်းကိုကျွန်တော်တို့တွေ့မြင်နိုင်တယ်။ဒါကြောင့်သခင်ယေရှုကယန်သူကိုချစ်ပါတဲ့နော်ပါရဖေးပါရဖေးပြန်ခံပါဆိုပြီးတော့သူတော်နေထားတာဖြစ်တယ်။ Okay ဖတ်ကြရအောင်1 2 3ယေရှုကလည်းဘုရားပါသူတို့ရဲ့အပြစ်ကိုဖတ်တော်မူပါသူတို့ဒီကိုပြုတ်ကောက်မှုကိုမတိကြဘူးမဆုတော်မူ၏ဟောတော်မူတဲ့စာရေးတာချရဝေဖန်ကြ၏တဲ့နော်ဘုရားပါသူတို့ရဲ့အပြစ်ကိုလွတ်တော်မူပါ
သူ့ကိုရိုက်နေတဲ့လူလက်ဝါးကားတိုင်းပေါ်မှာတင်တဲ့လူနော်ဖာမဲတော်စီမှာသူ့ရဲ့အဖစီမှာသူဆူတောင်းတာအဖြစ်ကိုလွတ်တော်မူပါနော်ဘယ်လောက်ထိစိတ်တော်ထားခြင်းနဲ့တော်လဲတကယ်ယေရှုဖခင်ကကျွန်တော်တို့အတွက်စံပြဖြစ်တယ်သူ့ရဲ့အသက်တာကိုကျွန်တော်တို့ကလိုက်ရမှာဖြစ်တယ်ဒါကနံပါတ်1အနေနဲ့ဟောအပါသူတို့ရဲ့အဖြစ်ကိုလွတ်တော်မူပါသူတို့ဒီကိုပြုတော်ဖို့ကိုမတိကြဆိုပြီးတော့မဆိုတာဖြစ်တယ်အဲ့ဒါစကားတစ်ခုပဲဒုတိယစကားကလောက23:43ဒါကတူတွေကိုစကားပြောတယ်ဆိုတာခိုးဓမြတွေနဲ့စကားပြောတဲ့အရာရှိတယ်ပေါ့နော်အဲ့ဒီတခိုးဓမြကဘယ်လိုပြောတယ်သူနော်အမျိုးမျိုးပြောတယ်ဒီဖျားပဲလေမိမိကိုကဲတင်ဘာညာပြောတယ်โอเคဖတ်ကြရအောင်1 2 3ယေရှုကလည်းငါမှန်ကန်ဆိုဒီမှာယနေ့တွင်တင်ဒီငါနဲ့သူပရိသုဘနာရှိလိမ့်မျိုးမိတ်တော်မူ၏ဒီကြောင့်ဘုရားဖျားနဲ့ရှင်ဖျားရှင်ကောင်းချီးပေးပါစေအာမင်ယေရှုကနော်ဘာပြောတယ်ယနေ့တွင်တင်ဒီငါနဲ့အတူပရိသုဘနာရှိလိမ့်မျိုးမိတ်တော်မူ၏ဆိုတော့လောကကားရဲ့ပေါ်မှာပုံလေးရှိမယ်တင်တယ်သုံးယောက်ပေါ့နော်လောကကားရဲ့ပေါ်မှာဒီချင်းခံတဲ့အခါမှာသူ့ရဲ့ဘယ်နဲ့ညာကတခိုးเนาะဓမြဖြစ်တယ်ဆိုတော့โอเคမိခုမေးမယ်တခင်ယေရှုနဲ့ပြောတဲ့တယောက်ပရတိတို့ဘုံမှာတွေ့ကြမယ်လို့ပြောတဲ့တယောက်ကဘယ်ဖက်လာညာဖက်လာโอเคကျွန်တော်ကြားစားတယ်မှာတကုတ်ရှာတယ်เนาะဘယ်ဖက်လာညာဖက်လာပြီးတော့သူ့နာမည်ရောဘယ်လိုခေါ်တယ်ဒမတ်နဲ့ဂေဒတ်ဖြစ်တယ်ဒမတ်ကသူကလောင်တရတဲ့လို့တခင်ယေရှုကိုအပြုတ်ချတောင်းပန်တယ်လို့ဖြစ်တယ်နော်ဘယ်နဲ့ညာဖက်တယောက်ကတခင်ယေရှုနဲ့တွေ့ပြီးတော့သူ့ရဲ့အဖြစ်တွေကိုဝင်ချတောင်းပန်ပြီးတော့သူကောင်းကင်နဲ့တက်တာဖြစ်တယ်နားလည်လို့ပြောတဲ့ရှင်ဖျားရှင်ကောင်းကြည့်ပြီးပါစေဒါကြောင့်ပြင်လဲပဲယခုချိန်မှာတခင်ယေရှုရဲ့ကယ်တင်ခြင်းကြီးစုတရားကိုလက်မခံပြီးဘူးဆိုရင်နောက်မကြကြည့်ပါဘူးယခုချိန်မှာတခင်ယေရှုကိုခေါ်ပါတင်းရဲ့အဖြစ်တွေကိုဝချပါတခင်ယေရှုကတင့်ကိုငရဲကနေလွတ်မြောက်ချက်ပေးနိုင်တာဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တခင်ယေရှုကိုခေါ်ဖို့ဖြစ်တယ်တော့ကျွန်တော်တို့ကယ်တင်ခြင်းရတယ်တခင်ယေရှုကငရဲထဲကနေကျွန်တော်တို့ကိုကယ်တင်တယ်ဆိုတာကျွန်တော်တို့ရဲ့လုံဆောင်ခြင်းမပါဘူးဒီမှာရှင်းလင်းစွာနဲ့ရေးထားတာဖြစ်တယ်We are saved not by what we do, but by what Christ has done. ကျွန်တော်တို့ကနော်ကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းအဖြစ်ကျွန်တော်တို့ကယ်တင်ခြင်းခံရတာမဟုတ်ဘူးတဲ့ကျွန်တော်တို့ယေရှုရဲ့လှုပ်ဆောင်ပေးခြင်းကြောင့်ကျွန်တော်တို့ကယ်တင်ခြင်းရတာဖြစ်တယ်ကျွန်တော်တို့ကကောင်းမှုကုသိုလ်လုပ်လို့ဘုရားကြောင့်ပုံမှန်သွားလို့အလှူဒါနတွေလုပ်လို့သူများကိုပုံမြင်လို့ကျွန်တော်တို့ကကယ်တင်ခြင်းရမယ်လို့ထင်ကြတယ်မဟုတ်ဘူးသူများကိုငွေပေးတာကောင်းချီးပေးတာနော်သူများအလှူလုပ်တာတွေကမကောင်းတာမဟုတ်ဘူးဒါကအင်မတန်မှကောင်းတယ်ကျွန်တော်တို့ကောင်းချီးရဖို့ရအတွက်ဖြစ်တယ်သူတစ်ပါးကိုကိုငွေတယ်ဆိုတော့ကိုကနော်ပို့ပြီးတော့ကောင်းချီးရမှာတယ်ကျမ်းစာကလည်းပြောတယ်တုတ်တန်ကြခန်းကြီး7အငယ်25ထဲမှာဘယ်လိုပြောထားတယ်လဲသူတစ်ပါးကိုရေလောင်းတော်သူဒီကိုယ်တိုင်ရေလောင်းခြင်းကိုခံရလိမ့်မယ်ဘယ်တော့ချိန်ကောင်းလဲโอเคနံပါတ်လေးသုံးအနေနဲ့ရှင်ယောဟန်ခန်းကြီး19ငယ်26ကနေ29ဒါကဘာလဲဆိုတော့တခင်ယေရှုကသူ့ရဲ့မိသားစုစမှာပြောသောစကားဖြစ်တယ်โอเคကျွန်တော်တို့ကဖတ်ကြရအောင်မထိုတဲ့သူကဘယ်တော်နဲ့ချစ်တော်မူသောအပဲ့တော်ဒီအနားမှာရက်နေဒီကိုယေရှုဒီမေတော်မူလေမေတော်အချင်းမိမတင်းအိသားကိုကြည့်ပါမူရဲ့၎င်းတပည့်တော်အားလည်းတင်းရဲ့အမိကိုကြည့်ပါမူရဲ့၎င်းမိတော်မူ၏ထွာခါမဆိုင်သူပဲတော်ဒီမေတော်မူမင်းအိမ်၌တိတ်ပါ၏ဒါကတော့တခင်ယေရှုဘုရားကလူသားရဲ့စကားပြောတာပုံမှန်တာဖြစ်တယ်ဒါဆိုကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့မိသားစုတွေခရုစိုက်ဖို့တန်ဖိုးထားဖို့ပြောချင်တာဖြစ်တယ်ပြောမယ်ဆိုတော့တခင်ယေရှုကိုယ်တိုင်ကလည်းလူစားတိကိုခံယူတဲ့သူဖြစ်တဲ့အတွက်ကြောင့်တရားแท้မှာတရားလူစားတိဖြစ်တယ်ဒါကြောင့်သူကငိုတတ်တယ်မျက်ရည်ကျတတ်တယ်အသားတွေနဲ့နာကျင်ခြင်းတွေခံစားတတ်တာဖြစ်တယ်ရေစာငတ်တတ်တာဖြစ်တယ်ဒါလူတရားแท้မှာတရားလူဖြစ်တဲ့အကြောင်းဖြစ်တာဖြစ်တယ်ပြီးတော့ဖယားတရားแท้မှာတရား
ရတဲ့အရာတွေလည်းအများကြီးရှိတာဖြစ်တယ်ကျွန်တော်တို့ယုံကြည်လို့ဖြစ်တဲ့အခါမှာဘုရားကိုချစ်တဲ့လူဖြစ်တဲ့အခါမှာကျွန်တော်မိသားစုကိုခရုဆက်ဖို့ရတယ်ဒီမှာဓမ္မလိုအပ်ပါတယ်ဒါကတခင်ယေရှုကိုမိန့်မှာထားတဲ့အရာဖြစ်ပါတယ်โอเคနံပါတ်၄အနေနဲ့ပေါ့နော်ရှင်မာသက်အခန်းကြီး29အငယ်46ဒါကတော့နော်ငင်းပယ်ချင်းခံရတဲ့အကြောင်းဖခမဲတော်ကသူ့ရဲ့ဖခမဲတော်ကနော်ငင်းပယ်ချင်းခံရတဲ့အကြောင်းကျွန်တော်တွေ့နေနိုင်တယ်သုံးချက်ဒီအချိန်၌ယေရှုကအေလီလာမရှာဘခတနီဟုကြီးပါတန်နဲ့ကြွေးကြော်တော်မူ၏အငက်ကကျွန်တော်ဖယားအဖေကြောင့်ကျွန်တော်ကိုဆွပြတော်မူတယ်ဟုဆိုလိုတယ်ဒါကဆွပြတယ်ဆိုတာဖယားဖြစ်ပြီးတော့ဘာဖြစ်လို့ဆွပြတာလဲအဲ့လိုမျိုးမဟုတ်ဘူးနော်ဖယားကကျွန်တော်တို့ရှင်ရဟန်းခန်းကြီးသုံးအငယ်ဆက်ကြောက်ထဲမှာကျွန်တော်တို့ပြင်နေတာဖြစ်တယ်ဖယားသခင်ကလောကသားကိုအလွတ်အလွန်ချစ်တဲ့အတွက်ကြောင့်သူ့ရဲ့တပါးကျော်သားတော်ကိုဆွတ်တယ်။သူ့ရဲ့တပါးကျော်သားတော်ကိုဆွတ်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ။ဒီနေ့သခင်ယေရှုတည်ချင်တာ။တင်တဲ့ကျွန်တော်တို့ဖယားသခင်ကလှုပ်ဆောင်ပေးတာဖြစ်တယ်။နားလည်တဲ့ပြောတဲ့ရှင်ဖျားရှင်ကောင်းချီးပါစေ။ Okay နံပါတ်9နဲ့ရှင်အခန်းကြီး19အငယ်28ထဲမှာဒါကဘာကိုပြောချင်တာလဲဆိုတော့နော်လူစားတိဖြစ်တဲ့အကြောင်းတရားထဲမှာတရားခံစားတတ်တဲ့စာလောင်တတ်တဲ့နာမတတ်တဲ့ဆိုတဲ့အကြောင်းကိုပြတာဖြစ်တယ်။ Okay တခင်ယေရှုစကားငါခုမြောက်နေတဲ့ကျွန်တော်တို့ကိုဖတ်ကြရအောင်။ထို့နောက်မှကျမ်းစာပြည့်စုံစေခြင်းကအမှုရှိတဲ့များကိုယ်စီဘိန်းကြီးကိုတည်တော်မူလေရေငတ်ဒီလိုမိတ်တော်မူဒီကြောင့်အားဖြင့်ရောက်တိုင်းစကားလည်းဘုရားရှင်ကောင်းချီးပါစေအာမင်တခင်ယေရှုလည်းရှင်ကတတ်တယ်စာလောင်တတ်တယ်နာကျင်ခံစားတတ်တာဖြစ်တယ်ဒါလူစားတိအကြောင်းကိုပြချင်တာဖြစ်တယ်ပြီးတော့နံပါတ်6အနေနဲ့ရှင်က19:30အငယ်30 Okay 28:30 Okay ထပ်ကြရအောင်ယေရှုသည်ဘုန်းကြီးကိုခံပြီးမှအမှုပေးပြီးလို့မိတ်တော်မူလျက်ကောင်းတော်ကိုနိုင်ဆိုင်တဲ့အသက်တော်ကိုဆွတ်တော်မူ၏ဒီကြောင့်ဘာဖြစ်ရလဲရှင်ဖျားရှင်ကောင်းချီးပါစေအာမင်ဘုရားလက်၌ဒီကတော့အမှုပြီးပြီပေါ့နော်အမှုသူလှုပ်ဆောင်နေတဲ့အရာပြီးပြောတဲ့အကြောင်းကိုလုပ်ပြထားတာဖြစ်တယ်အမှုပြီးပြီခုမိတ်တော်မူရဲ့ကျွန်တော်တို့လူသားတွေအတွက်အကုန်လုံးသူတည်သွားတာမဟုတ်ဘူးโอเคကျွန်တော်အောက်ကိုခုနှစ်ထဲမှာရှင်လုကာခန်းကြီး23ငယ်46ဖယားလည်းနဲ့မိမိကိုအနံ့ချင်းဖြစ်တယ်ရှင်လုကာ23:46 Okay ကျွန်တော်ဖတ်ကြရအောင်နောက်ဆုံးနေနဲ့ယေရှုဒီလည်းကြီးသောအတန်နဲ့ကြွေးကြော်တော်မူပြီး။အိုအဘကျွန်တော်စိတ်ဝိညာဉ်ကိုကိုယ်တော်လက်နဲ့အကျွန်တော်အပ်ပါမိတ်တော်မူရဲ့အသက်ချုပ်တော်မူ၏။ကိုယ်တော်လက်၌အကျွန်တော်အပ်ပါ၏ဟုမိတ်တော်မူရဲ့အသက်ချုပ်တယ်။အသက်ချုပ်တာနော်တတ်လို့တည်သွားတာမဟုတ်ဘူး။အဲ့ဒီနေရာမှာကျွန်တော်တို့ကြည့်တဲ့အခါမှာသူ့ရဲ့ဘယ်နဲ့ညာပေါ့နော်သူတို့ရဲ့ထုံးစံကျိုးလိုမျိုးရဲ့ထုံးစံအတိုင်းကဘယ်လိုလဲဆိုတော့လက်ဝါးကားတွေပေါ်မှာတင်တာနဲ့မတီးကြဘူးเนาะဆိုတော့မြင်တီးအောင်သူတို့ကဘာလုပ်ကြလဲဆိုတော့လက်ဒီခြေထောက်ဒီချိုးပေးရတယ်ဆိုတော့လက်ကအားထုတ်ရတယ်ခြေထောက်လည်းအားထုတ်ရတဲ့အတွက်ကြောင့်အားမထုတ်နိုင်အောင်သူတို့ခြေတလုံးလူကိုချိုးပလိုက်တာဖြစ်တယ်ဒီကဓမ္မဟောင်းထဲမှာကျွန်တော်တို့ဘယ်လိုမျိုးနဲ့တွေ့မြင်နိုင်တယ်လဲဆိုတော့အိန္ဒိယလူမျိုးတွေသူတို့ကပတ်တစ်ခါပဲစားတော့လုပ်တဲ့အခါမှာဖယားကပါပြောထားတယ်လဲဆိုတော့ဒီလိုစားတဲ့နော်အယူမချိုးရဘူးတဲ့အပြောထားတာဖြစ်တယ်နော်ဒါကြောင့်သခင်ယေရှုလည်းလက်ဝါးကားတဲ့ပုံမှာသူအတိခံတဲ့အခါမှာလုံးဝသူ့ရဲ့ခြေထောက်လုံးဝအချိုးမခံရဘူးဆိုတော့သူကအသက်ကိုဖယားနဲ့အတဲ့အခါမှာသူအသက်ချုပ်သွားတဲ့အခါမှာဒီတိုင်းပဲသူကယူပြီးမှနော်တချို့သွားတာဖြစ်တယ်ဒါပေမဲ့ဘေးနားမှာရှိတဲ့နှစ်ယောက်ကြတော့ခြေတော်ချိုးခံတာဖြစ်တယ်ဒါကကျမ်းစာပြည့်စုံခြင်းကိုကျွန်တော်တို့တွေ့နေရတာဖြစ်တယ်သခင်ယေရှုကကျွန်တော်တို့အတွက်ပြီးဆက်တာဖြစ်တယ်သူ့ရဲ့တန်ချက်တော်နော်အသွေးတော်တည်သွင်းရတယ်တန်ချက်တော်ခံရတယ်အပြေခံရတာဖြစ်တယ်ဒါကြောင့်ဒီလိုမျိုးအသေးခံခြင်းအဖြစ်ကျွန်တော်တို့ကလွတ်မြောက်တာဖြစ်တယ်အတိကတော့တော့ပြန်ပါနော်သခင်ယေရှုကကျွန်တော်တို့အတွက်အသေးခံသွားတာဖြစ်တယ်
ကျွန်တော်တို့အတွက်ပဲမဟုတ်ဘူးကဘာပေါ်မှာရှိတဲ့တလောကလုံးအတွက်သူကအတည်ခံသွားတာဖြစ်တယ်။သခင်ယေရှုရဲ့အတည်ခံခြင်းအပြင်ဒီနေ့ကျွန်တော်ဒီလွတ်မြောက်တော်သူဖြစ်တယ်။အပြစ်ငရဲမှာကယ်ရင်ခြင်းခံရတော်သူဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်နည်းငယ်ပြောနည်းငယ်ဆိုတော့နာမယ်နော်။ကိုတော်ကျေးဇူးတင်တဲ့နာမတော်ချီးမွမ်းပါတယ်။အကောင်းဆုံးသောကိုရင်းတော်